example 614 seismic load on the component ဒီမှာအစာအုပ်တစ်ခုရှိတယ်သူက one story ဒီမှာ parapet wall တစ်ခုဒါအမိုးပါဒါ roof diaphragm ဒါ foundation ဖြစ်တယ်ဒီကနေဒီထိကို10ပေရှိတယ်အမိုးကနေအခြေထိကို10ပေ parapet wall လေးက4ပေထွက်နေတယ် wall ရဲ့ thickness ကဘယ်လောက်ရှိလဲဆိုရင်8လက်မရှိတယ်ဒီမြေကြီးဒီအဆောက်အဦဟာဒီဘယ်ပေါ်မှာရှိနေလဲဆိုလို့ရှိရင် site က stiff swine မြေကြီးမျိုးစား stiff swine profile အဲ့ဒီ stiff swine အတွက်ကို SS ကacceleration က 1.87 short period မှာရှိနေတဲ့ acceleration 1.87 1 second period မှာရှိနေတဲ့ acceleration က 0.89 ရှိတယ်သူရဲ့ site ကဘယ်လောက်ကွာဝေးမှာရှိလဲဆိုရင် San Andrea Fault ရဲ့ 6.2 မိုင်မှာရှိတယ် San Andrea Fault ဆိုတာကြတော့ဒီ earthquake ဖြစ်တဲ့အခါမှာ fault line တွေပေါ်လာတယ်အဲ့ဒီ fault line ကနေပြီးတော့မှ 6.5 မိုင်မှာရှိတယ်အဲ့တော့ earthquake force ကဘယ်ကိုလာလဲဆိုလို့ရှိရင် perpendicular to the wall face ဒါ earthquake လာတဲ့ direction မှာ direction of the earthquake က perpendicular to the wall face နံပါတ် A ကဘာကိုမေးရလဲဆိုတဲ့အခါကျတော့ determine location and magnitude of the design force အဲ့တော့ design force ကိုတွက်ခိုင်းတာပါ design force ကဒီပေါ်မှာ wall ပေါ်မှာတက်ရောက်နေတဲ့ design force ကဘယ်လောက်လဲလို့မေးပါတယ်နံပါတ် B ကကြတော့ moment ဘယ်လောက်လဲတဲ့ parapet wall ရဲ့အောက်ခြေမှာရှိတဲ့ moment ဘယ်လောက်လဲလို့မေးပါတယ်အဲ့တော့ဒီ design force ကိုတွက်ဖို့အတွက်ဘာလိုအပ်လဲဆိုလို့ရှိရင်သူပေးချက်ထဲမှာ SDS လည်းပါတယ် weight လည်းပါတယ်weight ကိုကိုယ့်အကိုတွက်ရမယ်နောက် importance factor တွေသိရမယ်အဲ့တော့ weight ကိုတွက်ဖို့အတွက်ဆိုလို့ရှိရင် non structural component ရဲ့ weight ကကြတော့ဘယ်လောက်ရှိလဲဆိုရင် concrete ရဲ့ unit weight က150 pound per feet 2ပြီးတော့သူ့ရဲ့ wall ရဲ့အမြင့်က14ပေရှိတယ်ပြီးတော့ wall ရဲ့ thickness က8လက်မရှိတယ်8လက်မကိုပေပြောင်းအဲ့ဒါဆိုရင်သူက1400ပေါင်ရှိတယ်ဒါဒီ wall ရဲ့အရင်ကြီးတစ်ခုလုံးရဲ့တပေမှာရှိနေတဲ့ weight တပေမှာဆိုတာဒီဘက်ကိုတပေမှာရှိနေတဲ့သူ့ရဲ့ weight က1400ပေါင်ရှိတယ်အဲ့ဒါဆိုရင် weight ရသွားပြီ SMS ကိုတွက်မယ် maximum max spectral response acceleration က FA နဲ့ SS နဲ့မြှောက်တာ FA ဆိုတာကကြတော့ acceleration နဲ့ပတ်သက်တဲ့ဒီ factor acceleration နဲ့ပတ်သက်တဲ့ factor 1.0 table မှာ ASC table မှာတွက်ကြည့်ရမယ် SS က 1.87 ဆိုလို့ရှိရင်သူက 1.87 SMS အဲ့တော့ SDS ကကြတော့ short period မှာရှိနေတဲ့ design response acceleration က 2/3 of this value ဒါဆိုလို့ရှိရင်သူထွက်လာတဲ့တမိုးက 1.247 အဲ့ဒါ design လုပ်ရမယ် response acceleration ပြီးရင် force ကိုတွက်မယ်ဆိုလို့ရှိရင်ဒီအရင်ဆုံး maximum value နဲ့ minimum value တွေတွက်မယ် maximum value က 0.4 IE SDS WP အစားသွင်းလိုက်လို့ရှိရင်698ပေါင်ရတယ် importance factor 1ဒီနေရာမှာ minimum value ကကြတော့ FP minimum value ကကြတော့ဘယ်လောက်လဲဆိုရင် wall ရဲ့ 10% wall weight ရဲ့ 10% ကဘယ်လောက်ရှိလဲဆိုရင်1400ရဲ့ 10% ကပေါင်140နောက်နံပါတ် B ကကြတော့ဘာကိုမေးလဲဆိုရင် overturning moment ကိုမေးတယ် overturning moment ကိုတွက်ဖို့အတွက်တကယ်တက်ရောက်နေတဲ့ force ကိုတက်ရောက်တကယ်တက်ရောက်နေတဲ့ force က formula အရ 0.4 into AP AP ဆိုတာကကြတော့ဒီဘယ်လောက်ရှိလဲဆိုရင် 2.5 ရှိတယ် amplification component ရဲ့ amplification factor 2.5 နောက် SDS
ဆိုတော့ဟာရှေ့မှာတွက်ထားပြီးသား W ဆိုတော့ weight component ရဲ့ weight divided by RP response modification factor component response modification factor 2.5 အဲ့ဒါလေးဇယားမှာသွားကြည့်မယ် IPR importance factor 1အဲ့ဒါဒီတစ်ခုလုံးကိုနောက်တစ် factor တစ်ခုနဲ့1 + 2 z by HR ဆိုတဲ့ value နဲ့မျှရမယ်အဲ့မှာဆိုလို့ရှိရင် z ဆိုတဲ့ value ဟာ10ပြီပါ z ဆိုတဲ့ value က base ကနေပြီးတော့ component attach လုပ်ထားတဲ့အထိဆို component ဒီမှာ attach လုပ်ထားတော့10ပြီဖြစ်ပါတယ်နောက် HR relative height of the roof အဲ့တော့ height of the roof ကကြတော့ဘယ်လောက်ရှိလဲဆိုရင်လည်း10ပြီဒီနေရာမှာဒီ component တက်ထားတဲ့ base ကနေပြီးတော့ဒီထိအကွာဝေးနဲ့ roof ရဲ့အကွာဝေးနဲ့တူနေတဲ့အတွက်ကြောင့်မလို့1ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေရာမှာသူ့ရဲ့ value က3ဖြစ်သွားတယ်ရလာတဲ့ force က599 pound အဲ့တော့599 pound က maximum နဲ့ minimum value ထဲမှာကြာရောက်နေတယ်ဒါကြောင့်မလို့ design force က599 moment ကိုတွက်တဲ့အခါကျလို့ရှိရင် moment ကိုဘယ်လိုယူလဲဆိုတော့သူက pin လောက်ထားတာပါသူ့ရဲ့အမြင့်က total height က14ပေရှိပါတယ်သူတက်ရောက်နေတဲ့ force က599ရှိ599 pound FP ဒီကနေဒီထိကို9ပေရှိတယ်အဲ့တော့သူကကြတော့599 pound ဟာ10ပေ component ရဲ့ base မှာတက်ရောက်နေတယ်သူ့ကို free body diagram ဆွဲလိုက်တဲ့အခါကျတော့ဒီအပေါ်ကိုထွက်နေတာဒီကနေဒီထိက4ပေရှိတယ်ဒီကနေဒီ2ပေရှိတယ်ဒါကြောင့်မလို့ moment equal to force into distance ဖြစ်တဲ့အတွက်ကြောင့်မလို့599 into 2 1198 pound feet ဆိုပြီးဖြေရပါတယ်